ဒေတာအလိုက်အတန်အတွက်အသုံးအနှုန်းတရားအထားသူစသဖြင့်ကွဲလွဲတတ်ကြတဲ့စကားတွေကိုဒေတိယစကားဒေတန္တရစကားစသဖြင့်ခေါ်လေးရှိကြပါတယ်မြန်မာစကားမှာထင်ရှားတဲ့ဒေတိယစကားတွေထဲမှာရခိုင်စကားအင်းသားစကားတောင်ရိုးစကားဓနုစကားတဝဲစကားရောစကားစသဖြင့်ရှိကြပါတယ်အဲ့ဒီအထဲမှာရောနယ်ဟာမူလဗုဒ္ဓရှေးဟောင်းမြန်မာတွေနေထိုင်ခဲ့ရာအရက်များဖြစ်လိမ့်မလားလို့မှန်းဆချက်မျိုးတွေလည်းရှိကြပါတယ်အဲ့ဒီရောသားတွေရဲ့အတန်အတွက်ဟာထူးပါတယ်ဒီနေ့စံမြန်မာစကားအသုံးနှုန်းနဲ့လည်းတချို့နေရာတွေမှာတော်တော်လေးကွဲပြားကြပါတယ်ဘယ်လိုများကွဲပြားသလဲဆိုတာကိုရောသူကြီးဒေါ်တန်းမေကိုကျွန်တော်မေးကြည့်ထားပါတယ်ဟုတ်ကဲ့ဒေါ်လေးတို့ဘက်ကပြောပုံဆိုပုံတွေဟာကျန်တဲ့တခြားနယ်ကပြောပုံတွေနဲ့မတူတာတွေတော်တော်များများရှိကြတယ်မဟုတ်လားခင်ဗျဘယ်လိုများမတူသလဲဆိုတာကိုနည်းနည်းလောက်ပြောပြပေးပါလားဗျဟုတ်ကဲ့ကျွန်တော်ကသမန်းဆိုလို့ရှိရင်လေသမန်းမှာနော်သမန်းစားရရအောင်လေသမန်းစားပြီးလို့ဆိုသမန်းမှာငါသက်အတန်ကိုယောဂလူတွေနဲ့ကြံဒေသကလူတွေနဲ့အတန်အတွက်မတူတာကိုသတိပြုမိမယ်ထင်ပါတယ်ကြံဒေသအများပြမှာသုံးတဲ့စံမြန်မာစကားအတန်အတွက်မှာထမင်းလို့အတန်ထွက်ပါတယ်သူတို့အတန်ထွက်ပုံကသမန်းမှာနော်သူတို့အတန်ထွက်ဟာကျွန်တော်တို့နားထဲမှာဆိုရင်နာငယ်သက်အတန်နဲ့ပို့ပြီးတော့နီးစပ်တယ်လို့ထင်ရပါတယ်ဒါအပြင်ငါအတန်ဟာအစုံမှာနှာသံအဖြစ်နဲ့ပါနေတာကိုသတိထားနားထောင်ရင်သိနိုင်ပါတယ်ငါအတန်ဟာနှာသံဖြစ်လို့နှာသံပါနေတာဟာတော်တော်လေးသဘာဝကျတယ်လို့ထင်ပါတယ်ကျွန်တော်တို့ကြံဒေသတွေမှာပြောတဲ့စံမြန်မာစကားမှာတော့နှာသံဟာတော်တော်လေးပါပါရရဖြစ်လာနေပြီဆိုတာကိုတွေ့ရပါတယ်ဒါအပြင်သူသုံးသွားတဲ့အထက်မှာထမန်းစားပြီးလောလို့မေးသွားတာကိုသတိထားမိကြမယ်ထင်ပါတယ်လောနဲ့လားဟာအတူတူပါပဲကျွန်တော်တို့ကြံဒေသတွေမှာတော့လောအသုံးဟာပျောက်ကွယ်သွားပါပြီလောကိုစာရေးတဲ့အခါမှာပဲသုံးကြပါတော့တယ်သူတို့စီမှာတော့လောတို့တကားတို့ဆိုတဲ့စာထဲမှာပဲတွေ့ရတော့တဲ့အသုံးတွေကိုစကားထဲမှာသုံးနေစေပဲဆိုတာကိုတွေ့ရပါတယ်ဆော့ဆော့ကဒေါ်တမ်းမေပြောသွားတာလေးကိုတစ်ခေါက်လောက်ပြန်နားထောင်ကြည့်ကြရအောင်ပါဟုတ်ကဲ့ကျွန်တော်ကသမန်းဆိုလို့ရှိရင်လေသမန်းမှာနော်သမန်းစားရရအောင်လေသမန်းစားပြီးလို့ဆိုသမန်းမှာထမင်းစားပြီးပြီလားဆိုရင်ထမင်းစားပြီးပြီလို့အဲ့လိုမျိုးမေးတယ်ပေါ့နော်ဖမ်းမှာစားလဲသူမေးတယ်ပါလေဟုတ်ကဲ့ပြန်ပြောပါဦးခင်ဗျဖမ်းမှာစားလဲအခုနောက်ဆုံးမှာသူပြောသွားတာကိုရောနားလည်လိုက်ကြရလားခင်ဗျကျွန်တော်ကတော့နားမလည်လို့နှစ်ခါပြန်မေးလိုက်ရပါတယ်ကျွန်တော်အတန်နဲ့ပြန်ပြောပြရင်တော့သောရရှင်တို့အနေနဲ့သူဘာပြောသွားသလဲဆိုတာကိုနည်းနည်းရိပ်မိမယ်ထင်ပါတယ်ကျွန်တော်အတန်နဲ့ပြန်ပြောပြရင်သူပြောသွားတာဟာဖဟန်းနစားရလေလို့ပြောတာပါဖဟန်းနစားရလေဘလို့ကိုလဲတယ်ဆိုတာကိုသူကအခုလိုရှင်းပြပါတယ်အော်ပမာဒီပြောတာဟန်းဆိုကြတယ်သူကဟင်းဆိုကျမတို့ဟန်းပါလေနော်ရောစကားနဲ့ဟန်းဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့အောက်သမားတွေဆိုတာကတော့အောက်ပြည်ကလူတွေအောက်သူအောက်သားတွေကိုသူကပြောတာပါအောက်ပြည်ကလူတွေကဟင်းလို့ပြောတာကိုသူတို့ကဟန်းလို့ပြောပါတယ်ဒါတွေမကသေးပဲနဲ့ဘာကုန်းတန်မှန်သမျှကိုသူတို့ပြောတဲ့အခါမှာဖတန်နဲ့ပြောတတ်ကြပါတယ်ဒါကြောင့်ကျွန်တော်တို့ပြောလို့ရှိတဲ့ဘာဟင်းဟာသူပြောတဲ့အခါမှာဖဟန်းဖြစ်ပါတယ်နောက်တစ်ခါဘာဟင်းနဲ့လို့ကျွန်တော်တို့ပြောတဲ့အခါမှာသုံးနဲ့ဟာလေသူပြောတဲ့အခါမှာကျွန်တော်တို့နားထဲမှာနဲ့ဆိုတဲ့အတန်ထက်နဆိုတဲ့အတန်မျိုးကြားရပါတယ်ဒါကြောင့်ကျွန်တော်တို့ပြောတဲ့ဘာဟင်းနဲ့ဟာဖဟန်းနဖြစ်လာပါတယ်ဖဟန်းနဖြစ်လာပါတယ်ဒါကြောင့်ဘာဟင်းနဲ့စားတယ်လေလို့သူပြောတဲ့အခါမှာဖဟန်းနစားတယ်လေဆိုတာမျိုးဖြစ်လာပါတယ်ဖဟန်းမစားလဲသူမိတယ်ပါလေဟုတ်ကဲ့ပြန်ပြောပါဦးခင်ဗျဖဟန်းမစားလဲမဘုံမကျွန်တော်ဝတ်သားနာစားတယ်ပါလေဝတ်သားဟုတ်ကဲ့ခင်ဗျကြက်သားတို့ဝတ်သားတို့ငါးတို့ပါလေဟုတ်ကဲ့ခင်ဗျစောစောကသူပြောရမှာရောအခုသူပြောရမှာရောကျမလို့မသုံးမဲအကျွန်းလို့သုံးတာကိုလည်းသတိထားမိကြမယ်ထင်ပါတယ်ရှေးခေတ်ပကံအကြောင်းရေးကြတဲ့ဝတ္ထုတွေထဲမှာတော့အကျွန်းဆိုတဲ့အသုံးမျိုးအတို့ကျွန်းဆိုတဲ့အသုံးမျိုးကိုကျွန်တော်တို့ဖတ်ဖူးကြတာပေါ့လေအခုခေတ်မှာတော့ကျမလို့မသုံးမဲအကျွန်းလို့သုံးတာကတော့ရောနေမှာပဲရှိတော့တယ်ထင်ပါရဲ့နော်ဒါအပြင်ကကြီးသက်အတန်တွေကလည်းကျွန်တော်တို့ကြံဒေသကအတန်တွေနဲ့နည်းနည်းလေးကွာခြားပါတယ်ကျွန်တော်တို့ကြံဒေသတွေမှာသုံးတဲ့စံအတန်တွေကကြက်သားဝက်သားအဲ့လိုမျိုးဖြစ်ပါတယ်ကာကြီးတန်ကမပါသလောက်ဖြစ်ပါတယ်သူပြောတဲ့အတန်မှာတော့ကာကြီးတန်အဆုံးသက်အရေးအငွေ့ကိုကြားရပါတယ်သူ့အတန်မျိုးအတိအကျဖြစ်အောင်ကျွန်တော်အတန်သိပ်ပြီးမထွက်တတ်ပါဘူးသူ့အတန်ကိုပဲပြန်ပြီးတော့နားထောင်ကြည့်ကြပါခင်ဗျာကျွန်တော်ဝတ်သားနာစားတယ်ပါလေဝတ်သားဟုတ်ကဲ့ခင်ဗျကြက်သားတို့ဝတ်သားတို့ငါးတို့ပါလေဟုတ်ကဲ့ခင်ဗျ
ကဲနောက်ထပ်သူပြောတာလေးတချို့ကိုလည်းဆက်ပြီးတော့နားထောင်ကြည့်ကြရအောင်ပါ ဖေကိုတော့မလဲအဲ့လိုပြောတာကိုအော်တိုမက်ကျန်ဖေကိုတော့မလဲဆိုကျွေးတော့ဖေတော့မလဲလို့ပြောတာပါ ကျွန်တော်မောင်သိန်းမြတ်ကမြင်းကြံသားဖြစ်ပါတယ်အခုပြောနေတဲ့ဒေါ်တန်းမေကရောနေကပါအနောက်ကန်ကောကဖြစ်ပါတယ်တကယ်တော့တိတ်မဝေးလာပါဘူးဒါပေမဲ့ကျွန်တော်တို့နားချင်းဘလောက်အထိဝေးသွားတယ်လဲဆိုတာကိုတော့ကျွန်တော်တို့ရဲ့အပြန်လှန်စကားလေးတချို့ကိုနားထောင်ကြည့်ပါ အန်ကြီးလေ ဟုတ်ကဲ့ခင်ဗျပြန်ပြောပါအင်ကြီးကိုအန်ကြီးလို့ခေါ်တယ်ဟုတ်တယ်နော် ဟုတ်တယ်အင်းကြီးကိုအန်ကြီးလို့ခေါ်တယ် ဟုတ်ကဲ့ဗျ လုံကြီးကိုလုံကွမ်းလို့ခေါ်တယ် လုံကွမ်းလို့ခေါ်တာပေါ့နော် ဟုတ်တယ်ဒါဆိုတာလည်းထားလို့ခေါ်တယ်ထမန်းချက်တဲ့ဆန်ကြတော့လေဆန်လို့ခေါ်တယ် ထမန်းချက်တဲ့ ဆန် စင် ထမန်းချက်တဲ့ဆန်လေ ထမန်းချက်တဲ့စင်ဆိုတာဘာလဲ ဆန်ထမန်းပြုံချက်တဲ့ဆန်ဟာလေ ဟုတ်ကဲ့ ဆန်လို့ခေါ်တယ်ထမန်းချက်တဲ့ဆန်ကိုလေ ထမန်းချက်တဲ့စင်လား ဆန်စားရင်းလာတဲ့ဆန် စာလိန်နတ်တဲ့ဆန်ဟုတ်ကဲ့ဆန်ကိုပြောတာနော်ဟုတ်ကဲ့အဲ့ဒါကိုစင်လို့ခေါ်တယ်ပေါ့နော်ဟုတ်ကဲ့ ဆန်လို့ခေါ်တယ်ဆန် ဟုတ်ကဲ့ကျွန်တော်အဲ့လာရင်ဟိုနားတောင်လဲကျွန်မလဲမှာနော်ဟိုပြောနေတဲ့စကားတွေမြင့်ကျန်သားနဲ့ရောသူရဲ့အကြားမှာဂျားကစကပြန်တောင်ဝင်ပေးရမလို့ဖြစ်လာပါတယ်ကျွန်တော်တို့ရဲ့စကပြန်ကတော့တခြားသူဟုတ်ပါရောလားခင်ဗျာကျွန်တော်တို့ဆရာကြီးဦးထွန်းတက်မှာပဲဆရာကြီးကလည်းရောနေသားပဲကိုခင်ဗျဟုတ်ကဲ့ဆန်ကတော့ဆန်ပဲ ဟုတ်ကဲ့ အတန်တော့နည်းနည်းလေးတော့ကွာမှာပေါ့ ဟုတ်ကဲ့ဆရာ လို့ပဲခေါ်ပါတယ် ဟုတ်ကဲ့ အဲ့တော့ကွဲတာကတိရစ္ဆာန်ဆန်တော့ဗျာဆင်ပေါ့ ဟုတ်ကဲ့ဆရာ elephant ခေါ်တာကြတော့ရိုးတဲ့နဲ့တွေ့ရင်တော့ဆန်လို့ထပ်တာပေါ့ဆန်နဲ့ဆန်နဲ့ကွာတာပေါ့ဓမင်းချက်တာတော့ဆန်ပေါ့ဆင်ကိုကြတော့ဆန်လို့ခေါ်တယ်ဆန်ပေါ့ဆန်ရဲ့ဆန်ရဲ့ကျွန်တော်တို့ကတော့အကွဲကြီးပေါ့ဗျာဓမင်းဆိုဓမန်းတို့ဟန်းတို့လန်းနဲ့တို့ပြန်နဲ့တို့ဝန်းကိုဗျာစသဖြင့်ပေါ့ ကဲဒီနေ့တော့ဒီလောက်နဲ့ပဲနားကြရအောင်ပါဒါဟာတကယ်တော့အပေါ်ယံသဘောလောက်ပဲရှိပါသေးတယ်